ရှူးဆိုတဲ့အတန်နဲ့အတူအဖြူရောင်အငွေတွေတာကိုတောင်အနှံ့ပြက်နှံလာတယ်အောင်သူချက်ချင်းပဲသူ့ရဲ့နှာခေါင်းနဲ့ပစတ်ကိုအင်ဂျီလာနဲ့အုပ်လိုက်ပြီးမဲ့ခေါင်းထဲမှာရိတ်ခနဲထစ်သွားပြီးခြေထောက်ခေခိုင်အောင်မရက်နံတော့ဘူးမင်းဘယ်သူလဲထွက်ခက်အောင်သူအားယူပြီးအော်ဟစ်လိုက်ပြီးမဲ့သူ့အတန်ကတိုးဝင်သွားတယ်မျက်လုံးတွေဝေဝါလာစင်မှာပဲနေရန်ဘော်ကစာသားကသူ့ကိုလှောင်ပြောင်းနေတယ်လို့ပဲမင်းတက်ခဲ့တဲ့လူ၃ယောက်အောင်သူဦးနောက်ထဲမှာလွန်ခဲ့တဲ့9နှစ်ကပုံရိပ်တွေတရိပ်ရိပ်ပေါ်လာတယ်အဲ့ဒီတုန်းကကြောက်စိမ့်တွင်အရှုတော်ပုံမှာအောင်သူဖော်ထုတ်ခဲ့တဲ့အဂတိလိုက်စားမှုကြောင့်လူ၃ယောက်ကိုတက်တည်ခဲ့ကြတာဒါပေမဲ့အဲ့ဒါကသူတက်တာမှမဟုတ်တာသူကအမှန်တရားကိုဖော်ထုတ်ခဲ့တာပဲလေမဟုတ်ဘူးငါသူတို့ကိုတက်ခဲ့ဘူးအောင်သူမြေပြင်ပေါ်ခွေလဲကြနေអော်လိုက်တယ်မင်းရဲ့ကလုံးသွားကြောင့်သူတို့တေခဲ့ရတာလေအောင်သူအတန်ကကိုတောင်တဲကစပီကာတွေကနေထွက်လာတာပါအခုတော့အတန်ကစက်ရုပ်တန်မဟုတ်တော့ပဲလူတစ်ယောက်ရဲ့ပကတိအတန်ဖြစ်နေတယ်အေးဆက်ပြီးနာကျင်မှုတွေပြည့်နှက်နေတဲ့အတန်မျိုးမင်းရေးခဲ့တဲ့တည်င်းကအမှားကြီးမှန်တည့်ရနဲ့မင်းဆက်ရေးခဲ့တယ်ဘာလို့လဲဆိုတော့မင်းနာမည်ကြီးခြင်းလို့လေအခုတော့မင်းချစ်တဲ့နဒီကမင်းရဲ့အဲ့ဒီနာမည်ကြော်ကြားမှုအတွက်တန်ဖိုးပေးဆက်ရနေပြီအောင်သူတတိလိတ်ခန်ကြီးအချိန်မှာပဲအမဲရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်သူ့အနီးကိုရှောက်လာတာကိုတွေ့လိုက်ရတယ်ထိုလူကအောင်သူရှေ့မှာစောင်းကြောင်ထိုင်ချလိုက်ပြီးအောင်သူရဲ့မေးစေကိုဆွဲမှန်လိုက်တယ်မျက်နှာဖုံးအောက်ကမျက်လုံးတွေကတောက်လောင်နေတဲ့မီးခဲတွေလိုပဲဂိမ်းကိုဆက်ရအောင်တနာရီအကြာအောင်သူနိုးလာတဲ့အခါသူဟာကူလာထိုင်တစ်ခုမှာလက်ပြန်ကျိုးတုတ်ခံထားရတာကိုတွေ့လိုက်ရတယ်နေရာကဂိုးတောင်မဟုတ်တော့ပဲစာကြည့်တိုက်ဟောင်းတစ်ခုလိုနေရာမျိုးသူ့ရဲ့မက်ဆီရှေတဲ့တဲ့မှာ TV ဖန်သားပြင်ကြီးတစ်ခုရှိတယ်ဖန်သားပြင်ထဲမှာနဒီဟာရေကန်တစ်ခုရဲ့အပေါင်မှာကျူးနဲ့ဆိုင်းတွဲထားခြင်းခံရတယ်ထူးဆန်းတာကအဲ့ဒီရေကန်ထဲမှာရေတွေမဟုတ်ပဲ acid တွေဖြစ်နေတာပါနဒီအောင်သူအတန်ကုန်អော်လိုက်တယ် TV ဘဲကနာယီကမိနစ်30ကနေနောက်ပြန်ရေးတွက်နေတယ်အဲ့ဒီအချိန်မှာပဲအောင်သူရဲ့လက်ထဲကစပွဲပေါ်မှာဖုံးတစ်လုံးတုံခါလာတယ်နဒီကိုကဲ့ခြင်းရင်အခုမင်းရှိမှာကွန်ပျူတာမှာသတင်းတစ်ခုရိုက်တင်ရမယ်လွန်ခဲ့တဲ့9နှစ်ကမင်းရေးခဲ့တဲ့သတင်းကအမှားကြီးဖြစ်ကြောင်းနဲ့မင်းလာစားခဲ့တဲ့အကြောင်းကိုဝန်ခံချက်ကို live လွှင့်ပြီးပြောရမယ်တစ်ဖက်ကလူကအမိန့်ပေးလိုက်တယ်အောင်သူရင်ထဲမှာဘာဟီရော့တွေထစ်ကုန်ပြီတကယ်လို့သူသားအဲ့ဒီလိုဝန်ခံလိုက်ရင်သူ့ရဲ့ဘဝတစ်ခုလုံးပျက်စီးသွားမှာဖြစ်လို့အမှန်တကယ်ကျူးလွန်ခဲ့တဲ့လူဆိုးတွေလည်းလွတ်ညစ်ချင်းတာခွင့်ရသွားနိုင်ပါတယ်ဒါပေမဲ့သူဝေမခံရင်နဒီဟာ acid ကန်တဲ့ကိုကြာသွားတော့မယ်အချိန်ကတိတ်မရှိတော့ဘူးနော်အောင်သူမင်းရဲ့ဂွန်တိတ်ခါလားနဒီရဲ့အသက်လားအောင်သူကွန်ပျူတာကီးဘုတ်ပေါ်ကိုလက်တင်လိုက်တယ်ဒါပေမဲ့သူတတိထားမိလိုက်တာတခုရှိတယ် TV ဖန်သားပြင်တွေကနဒီရဲ့နောက်ွယ်မှာထူးချမ်းတဲ့သင်္ကေတတခုရှိနေတာပါအဲ့ဒီသင်္ကေတကအောင်သူရဲ့အိမ်မှာဓာတ်ပုံမှာမြင်နေရတဲ့နာယီပေါ်ကတစိတ်နဲ့တူနေတယ်အောင်သူဦးနောက်ကအလုတ်လုတ်လာပြီခဏလေးဒါကသူဝန်ခံချက်ကိုမရေးပဲတခြားတစ်ခုကိုစတင်ရှာဖွေလိုက်တယ်တစ်ဖက်ကလူကဒေါသတကြီးអော်လိုက်တယ်မင်းဘာလုပ်နေလားလဲနဒီသေးသွားစီချင်တာလားမဟုတ်ဘူးအောင်သူကအန့်ကြည့်ပြီးပြန်ပြောလိုက်တယ်မင်းငါကိုလှည့်ဖြတ်နေတာနဒီကအဲ့ဒီမှာရှိနေတာမဟုတ်ဘူးဒီဗီဒီယိုကအောင်သူစကားမဆုံးခင်မှာပဲအခန်းကဝုန်းကနေပွင့်သွားပြီးလူတစ်ယောက်ပြေးဝင်လာတယ်အဲ့လာကတော့တေသွားပြီလို့ထင်ခဲ့ရတဲ့ရဲဦးဟောင်းဇော်မျိုးရဲ့လက်ထက်ရဲလေးအောင်ကိုခက်နေတယ်အောင်ကိုရဲ့လက်ထဲမှာတနက်တစ်လုံးပါလာပြီးအောင်သူကိုချိန်ရွယ်ထားတယ်မင်းတော်တော်ပါနတ်တာအောင်သူဒါပေမဲ့နောက်ကျသွားပြီ